ဆုံးငါခွေရမယ်လောကအစင်လာမရှောင်နိုင်တဲ့လူဘဝရဲ့ဓမ္မတာဘယ်အရာဟာမြေလုံးတဲ့မဆွဲအပါဘူးနေဝင်နေထွက်ရဲ့ခီးစင်မှာပြုံးလို့ရင်လဲဒီမျက်နှာပဲငိုကရှိလဲဒီမျက်နှာပဲရင်ဆိုင်ငါတွေ့ကြတဲ့ဒုဘဝတွေဟာအချိန်တန်တော့ကြောက်ခိုင်းဖို့ပါပဲလူဆိုရအမြဲရမလန်းနဲ့ပန်းကလေးတွေလိုမကြွေးကြနှောင်းနေလို့မဖြစ်ပါဘူးစီရဲ့ရင်လဲနှစ်တရားတဲ့တရားခီးမပေါ်ဘယ်လိုနီဒန်ဆာဆာလမ်းဆုံးတူပါထာဝစဉ်ထာဝရလို့မရှိပါဘူးကန်ကြမရဲ့လမ်းပြလို့ရှိကခေါ်တယ်ဘယ်ပုံဘယ်နီးနဲ့ကောင်းခါချင်လဲပေါ်လာပေါ်လူခီကိုစင်လိုက်တလိုက်တည်းငါမှာပဲဓမ္မလုံးဟာအလုံးအတွင်တနည်းတည်းမှာပါဘသူရင်သွားမလဲတော့မပြောနိုင်ဘူးအရာရာဟာနေစာရဲ့ဘဝအောင်မနီရောင်နီဟာတစ်ချိန်တော့စီစားပေါ်လှေလိုက်မောင်းလိုက်တည်းငါမှာပဲရေတပွဲစားပဲအမှန်တကယ်တော့ခင်ဗျားတို့ကျွန်တော်တို့တွေဆိုတာပန်းနေရဆိုတဲ့ဒီပြင်းကြီးတစ်ခုထဲမှာခရီးတစ်ခုကိုအတူတကွသွားလာနေကြတယ်လမ်းတွေ့ဧည့်တွေပါတွေ့ကြုံဆုံွယ်ချစ်မြဲဓမ္မတာအစင်အလာအယံပန်းကလေးတွေလိုမြေခလုံးမကြွေဘူးနေရောင်လိုတောင်းဆမကွဲကြီးလေးမှာပြမဆူတရားလက်ကင်ထားပြီးအလဲလာတဲ့ဒီလောကပါရငါပအောင်ဖန်တီးကြပါစို့လို့ကျွန်တော်ဆုတောင်းပါတယ်ကျုံဆုံးငါခွေရမယ်လောကအစင်လာမရှောင်နိုင်တဲ့လူဘဝရဲ့ဓမ္မတာဘယ်ရာဟာမြေလုံးတဲ့မဆွဲအပါဘူးနေဝင်နေထွက်ရဲ့ခရီးစင်မှာပြုံးလို့ရင်လဲဒီမျက်နှာပဲ
ဟ